လာပါရှင်ညီမတို့ခုတစ်ခေါက်ပြပြီးမှာကတော့တတောင်းမကျော်ရဲ့ wallet လေးပဲဖြစ်ပါတယ်ဒီကောင်ကျတော့3မျိုးရမယ်ဒီလိုမျိုး4လုံးပါရဲ့3က6လုံးပါရဲ့10လုံးပါရဲ့ဆိုပြီးတော့3မျိုးရပါမယ်သူကအပေါ်အောက်နေတာပါဒီလိုမျိုးပေါ့ဒီကောင်တွေကို indoor outdoor သုံးပြလို့ရပါရဲ့ indoor အတွက်ရေးလဲလုံတယ်ဒီကောင်တွေရဲ့အသားကျတော့ကော်သားနဲ့လာပါမယ်ကော်ပါနော်အလူမီနီယံမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့အခန်းထဲမှာအလားစီခြင်းနဲ့ customer တွေပဲဖြစ်ဖြစ်တော့ site နေ coffee site နေပြီးလို့ရှိရင် chain တွေမှာအလားစီနေဆိုလို့ရှိရင်အလားစီနေရပါတယ်ဒီကောင်တွေကိုညီမကလက်လီရောလက်ကောက်ရထပ်ပြီးပါမယ်ဒီလိုမျိုး4လုံးပါတစ်လုံးကို6900ကျပ်ပါဒီကောင်6လုံးပါတစ်ခုကျတော့8500ဒီကောင်ကကျတော့1200လောက်ပြီးစင်တာပေါ့နော်ဒီကောင်တွေကိုမိစမ်းပြပေးမယ်နော်ညက6လုံးအဲ့ဒီ6လုံးပြီးတော့ညီမ10လုံးပါတာကိုစမ်းပြပေးပါမယ်ဒီကောင်တွေက bracket တွေလည်းပါရဲ့ပြီးတော့မူလီတွေလည်းပါရဲ့နော်တခါရေးပါပြီးတာပေါ့အဲ့ဆို10လုံးကြီးကြီးလေးကြိုက်တဲ့ customer တွေအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်။နေရာမှာကတ်ထိုင်တော့တော်တော်လေးလှနေပါပြီးတော့ဒီကောင်ကြီးကလိုမျိုး bracket လည်းပါရဲ့ပြီးလို့ရှိရင်ဒီလိုမျိုးမူလေးပေါ့နော်ဒီလိုမျိုးကျွဲရတဲ့ခါရပါပြီးတာပေါ့ကိုကနေရာမှာဖောက်ပြီးတော့တန်းဆွဲရုံပါပဲဒီကောင်လေးကိုလိုချင်လို့ရှိရင်ညီမစီမှာလာပြီးတော့ဝင်လို့ရပါတယ်ညီမနောက်ဗီဒီယိုမှာလည်း1000ကြော်ကြော်လေးပေါ့နော်1000ဝန်းကျင်ရှိရဲ့ wallet လေးတွေလည်းထပ်ပြပေးပါမယ်ရှင်